ပြောလိုက်တော့ဒါရိုင်းဒါရိုင်းဒါရိုင်းပြောရမှာလေးမျိုးမဲ့ဘုရားဘတိုင်းတကကြပြောရမှာလေးမျိုးမဲ့ဘုရားဘတိုင်းတကကြဘုရားပြောတဲ့ဆိုတာအမိမိုင်းနဲ့ယူရောဒီထဲမှာလည်းပြောရမှာအမိမိုင်းကိုတွေ့ရင်ပြောတဲ့သူကိုကြည့်ရမယ်ယူရောကိုတွေ့တော့ခိုင်ရသူကိုကြည့်မှာပေါ့သာတို့ရဲ့ဤရမယ်သာတို့ရဲ့ဤရဟာဒါလည်းဆိုရင်တော့ဒီလတဲ့ရကြမှာပေါ့ယူကိုတွေ့နှမျိုးမဲ့အရှိစပ်ကြဘနာအော်ပြဗရိတွေ့ဒီလိုပြဘဝဆိုရင်ဘလူပြဘလူကိုတွေ့ရင်တော့အဲ့ဒါပဲဒီပြောမှာပေါ့ဒါတွေတွေ့လဲဒီလိုပြဒေသဒီတော့ဒီရတဲ့နောင်တဲ့အဘောပြပေါ်တဲ့သောဒီလေးဆိုရင်တဲ့ဒီလိုက်ဆိုရင်တဲ့နိုင်ဒီလိုက်ဆိုရင်တဲ့နိုင်မလို့နဲ့နော်ညာဒီနေ့ယနေ့ညတဲ့နိုင်တယ်မလို့နဲ့နော်ဒီလိုက်ဆိုရင်တဲ့နိုင်ဒီဘာလို့ဆိုရင်တဲ့ဒီပြောင်းမယ်တဲ့ဆိုရင်တော့တဲ့ပြပေါ်ပြမှာပေါ့နောက်ကူစက်ကစက်ဒီလိုစက်ဆက်ပတ်စက်လီနပတ်စဘူးတော့ဆိုရင်တော့တူတော့ having ပတ်စပ်ကိုရှင်မဲ့စက်ကစက်အင်းနဲ့စက်question was so question what ဘေကောဝချပုံစံလား having ပတ်စပ်တဲ့နေရာချင်းပြောင်းလိုက်ပါပြောင်းချက်တစ်ခေါက်မေးကြည့်ပဲပြီးရင်ကိုတစ်ခေါက်ဆိုပြီးလုပ်မယ်နော်ကဲမှန်ပြီပြရမှာကလေးမျိုးမဲ့အဲ့ဒါဆိုပြီးပြရမှာကလေးမျိုးမဲ့အဲ့ဒါပရလပတ်တိုင်းစကားစအဲ့ပြောနေလို့တခါလေးတွဲဆိုလို့ပြောပြီးတာနော်တွဲတော့ဆိုနော်မကွာမကွဲတဲ့ပြပြနေပါလေပြရမှာကလေးမျိုးမဲ့ပြောတဲ့ဆိုတာပြောလို့မကန်လေးပြောတော့တဲ့ဆိုတာအိုင်မီနိုင်ကိုတွေ့ရင်အပြတ်မမီးနဲ့အိုင်မီနိုင်ကိုတွေ့ရင်ယူရောကိုတွေ့ရင်တော့ကြားတော့ရင်အားတော့ရင်နားလေးဆိုရင်တော့ဒီကိုတွေ့ရုံးမဲ့အစီစပ်ပြပြောယူကိုတွေ့ရင်ရုံးမဲ့ဘာဝဆိုဘတ်တူကိုတွေ့ရင်တော့အဲ့တိုင်းတွေတွေ့လေမကြည့်မဲ့ this that ဒီရတယ်go before လူလေးဆိုရင်လူလိုက်ဆိုရင်တန်းနိုင်မလို့နော်ပြောလူလိုက်ဆိုရင်tomorrowဆိုရင်yesterday ဆိုရင်တော့အားတကူလောင်းနေကြည့်မယ်စက်ကစက်ပတ်ဆိုလီနပတ်ဆိုတောက်ဆိုရင်every must go shima question was မေကုံဝကြပုံစံမှာအေးဒါတော့တစ်ခါဆိုပြီးသိမယ်နှုတ်ဆက်မယ်ပြဒါရိုင်းနေတာရိုင်း
everybody. Okay, see you next week.